ရှင် Alice ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ Alice ကကြိုက်ထီးယူသွားတဲ့ID လေးကိုပြပြသွားမှာဖြစ်ပါတယ်ရှင် Sakura Game နဲ့ကအရင်ဆုံး menu ထဲဝင်ရပါမယ်ရှင် Pops ထဲဝင်မှာပြီးလို့ရှိရင်account ဖွင့်ထားလို့ရှိရင်ဒီအပြာရောင်ကွက်လေးနဲ့ဒီပန်းရောင်ကွက်လေးနဲ့တွေ့ရပါမယ်အဲ့ချိန်မှာဒီပန်းရောင်ကွက်ထဲက search by pop ID လေးကိုနှိပ်ပြီးရင် enter the number လေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ရှင် ID လေးကတော့99626396363ပဲဖြစ်ပါတယ်ရှင်အဲ့ဒါလေးကိုဝင်ပြီးွားရင် OK ကိုနှိပ်ရပါမယ်ရှင်အဲ့ချိန်မှာ continue ဖြစ်နေပါပြီဒါလေးကို download လုပ်ရပါမယ်ရှင်အခုစောင့်နေပါပြီရှင်အခုသူကတိုက်ထီယိုကိုလိုက်ပို့ပေးပါလိမ့်မယ်ရှင်အခုသူကတိုက်ထီယိုကိုရောက်သွားပြီပေါ့နော်ဒါလေးကတိုက်ထီယိုပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့တိုက်ထီယိုပဲဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုရင်လည်းအမှခေါင်းအောင်ရှိရပေါ့နော်အဲ့လိုမျိုးအရင်တော့မတူပေမဲ့လည်းသူကနည်းနည်းစင်စင်တော့လုပ်ပေးထားရပေါ့နော်ဒါတိုက်ထီယိုပဲဖြစ်ပါတယ်ရှင်ကဲအားလုံးသိချင်နေထားတဲ့ဒါဖျားကိုအရန်သွားခိုင်းလို့ပေါ့နော်ဒါအားလုံးသိချင်နေကြဖျားပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးထားတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်